ပျော်ရွှင်မှုအပြည့် ဒေါ်လေးလာတယ်ဒေါ်လေးလာတယ် အဲ့လိုအော်ရင်းတူမလေးကအလေရောက်လာတော့သူ့အတော်ကိုဝမ်းသာအားရပြေးဖက်သည် ငါတို့ပျော်ရွှင်မှုရပြီငါတို့ပျော်ရွှင်မှုရပြီ ဟဲ့ဘာဖြစ်လို့လဲ ဒေါ်လေးလာမယ်ဆိုတာသိတော့ငါတို့ပျော်ရွှင်မှုအပြည့်ရဖို့သူ့တယောက်ပဲလိုတော့တယ်လို့ဖေကြီးကပြောလို့လေ အလှဲကြမနှဲ့စတန်ပြစက်ယုံနာမှာမိတ်ဆွေနှစ်ယောက်ဆုံကြသည် တင်ဆွေမင်းဒီနားမှာဘာလုပ်နေတာလဲဘာလုပ်ရမလဲမိမနဲ့ပြဆက်လာကြည့်တာလေဒါဖြစ်ဘာဖြစ်လို့ပြဆက်ယုံနဲ့မဝင်တာလဲဒီနေ့ငါကားဆောင်ရမယ့်အလှဲ့လေ ပျော်ရွှင်မှုဆိုဗီယက်ခေတ်ကဖြစ်သည် ဦးနိုဗစ်ပျော်ရွှင်မှုဆိုတာဘာလဲပြရှင်းပြစမ်းပါဆိုဗီယက်နိုင်ငံမှာနေထိုင်ရခြင်းဟာပျော်ရွှင်မှုပေါ့အဲ့ဒါဆိုမပျော်ရွှင်မှုကကောအဲ့ဒီလိုပျော်ရွှင်မှုကိုရထားခြင်းပေါ့